မာတိတွေအားကောင်းလာပြီဆိုလို့ရှိရင်ပြိတ္တရဲ့ဝိပဿနာဆိုတာသူ့လိုနေရင်ဖြစ်လာတယ်ဘာဆိုတာဖြစ်လာလဲဝိပဿနာတဲ့ဝိဆိုတာကဘယ်လိုပြောလဲဆိုရင်အထူးဝိဆိုတာကဘာလဲပတ္တနာဆိုတာကရှုမှတ်တာမဟုတ်ဘူးလားအထူးရှုမှတ်တဲ့စိတ်တွေကသူ့လိုနေရင်ပေါ်လာတယ်တဲ့အထူးရှုမှတ်တဲ့ဘာတွေကလဲစိတ်ကလေးတွေကသူ့လိုနေရင်ဖြစ်လာတယ်ပြိတ္တရဲ့နော်တမာတိအားကောင်းလာတဲ့ပုဂ္ဂိုလ်တမာတိအားကောင်းလာပြီဆိုရင်ဒီပုဂ္ဂိုလ်ကဝိပဿနာလုပ်ဖို့ဆိုတာမခဲရင်တော့ဘူးခဲရင်ပါဦးမလားမခဲရင်တော့ဘူးဝိပဿနာနဲ့ပြိတ္တရဲ့အထူးရှုမှတ်တာကိုဝိပဿနာလို့ပြောတယ်ပေါ်လာတိုင်းဖြစ်လာတိုင်းနားလာရင်ကျင်လာရင်ကျင်လာတယ်စားရင်စားတယ်အိတ်ချင်အိတ်တယ်သွားရင်သွားတယ်တတိလေးတွေကပ်ပြီးတော့ဝိပဿနာနဲ့ရှုမှတ်လိုက်မယ်ဆိုလို့ရှိရင်မတ်ဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်အဓိကကဘာလဲဆိုရင်ဒါနကအဓိကပဲအဓိကကဘာလဲဒါနပြုကြဒါနပြုတဲ့သူတွေကစိတ်ကလေးမနှူးညံ့ဘူးလားစိတ်နှူးညံ့ရင်ဘာတွေအားကောင်းလာမယ်မကြောနဲ့လေအစစ်မကြောနဲ့သီလတွေအားကောင်းလာမယ်ဘာတွေအားကောင်းလာမယ်လဲသီလတွေအားကောင်းလာမယ်သီလအားကောင်းလာရင်ဘာအားကောင်းမယ်တမာတိတွေအားကောင်းလာပြီဆိုရင်ဝိပဿနာဆိုတာသူ့လိုနေမရှိဘူးလားအဲ့ဒီဒါနရဲ့သီလရဲ့တမာတိရဲ့ဝိပဿနာရဲ့အားလုံးမဲ့ပြည့်စုံပြီဆိုလို့ရှိရင်မိမိတို့လိုချင်နေတဲ့မတ်ဖို့နိဗ္ဗာန်ကိုမရနိုင်ပေဘူးလားရနိုင်တယ်ဒါကြောင့်နော်ပြိတ္တရဲ့ဒီလိုမျိုးလမ်းစဉ်တွေကခုမှနိစနစ်တွေစမ်းပြီးတော့ပေါ်လာတာမဟုတ်ဘူးတဲ့ဘုရားရှင်ကိုရောမြတ်တွေပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေလည်းပဲဒီနည်းအတိုင်းဒီလမ်းစဉ်အတိုင်းပဲကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ယခုမှပြိဋိနိဗ္ဗာန်ဇံဝင်ကုန်ပြီဟုတ်ရလားပြိဋ္ဌာရဲ့ပွင့်တော်မူသွားပြီဖြစ်တယ်ဘုရားရှင်ကိုရောမြတ်တွေဘုရားလောင်းသူတော်ကောင်းနေပြိဋ္ဌာရဲ့ဘုရားဖြစ်ဖို့ဆိုရင်ပါရမီတွေဖြည့်ရတယ်ပါရမီတွေမဖြည့်ရဘူးလားပါရမီဘယ်နှပါးဖြည့်ရလဲပါရမီ10ပါးအပြား30မဟုတ်ပေဘူးလားပါရမီ10ပါးအကျယ်ချဲ့တော့30နော်ပါရမီ10ပါးတဲ့ပါရမီဘယ်နှပါးလဲပါရမီ10ပါးကဒါနသီလင်းစာနိခမံပညာဝရိယေနပင်စမံခန္တီသစ္စာမဒိဋ္ဌာနံမေတ္တုပိခာတိတေဒတာတဲ့ပါရမီ10ပါးပါရမီ10ပါးနဲ့မှာပြိတ္တရဲ့ဒါနပါရမီသီလပါရမီအစရှိသဖြင့်ပေါ်ပြန်ပြိတ္တရဲ့ဘုရားလောင်းသူတော်ကောင်းတွေတောင်းမှဘုရားဖြစ်ဖို့ပါရမီဖြည့်တာကဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာပါရမီကိုအရင်ဦးဆုံးဖြည့်တာလဲဒါနပါရမီကိုပါရမီ10ပါးထဲမှာဒါနပါရမီကိုအရင်ဦးဆုံးဖြည့်တာဘာဖြစ်လို့အရင်ဦးဆုံး